ထာဝရဝိစိန်ကအောင်စပူကိုအင်ရှင်မင်းသားတစ်ပါးလို့ကြိုဆိုလိုက်တော့အခုတော့နာမည်ကြီးလန်လီရွှေဆိုင်ကလည်းစိုင်းမိုးကိုဘေးတစ်ပါးလို့ကြိုဆိုဖို့လုပ်ပြန်ပြီဒါတွေကတက်ဆန်မှုလို့ပဲပြောပြောဘယ်လိုပဲပြောဒီမီကွင်းတွေကတော့မင်းသားနှစ်ယောက်စလုံးရဲ့အောင်မြင်မှုကြီးတွေကတော့အထင်သာမြင်ရပါတယ်နောက်ထပ်လည်းသူတို့တွေဒီထက်ပိုပြီးတော့အောင်မြင်လာကြအောင်မှတော့သိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့အောင်မြင်မှုကအရင်ကပုံစံဆယ်လီတွေနဲ့ခုခေတ်ဆယ်လီတွေပုံစံလိုမျိုးကောက်ယုံမီတော့အောင်မြင်မှုမျိုးတွေမဟုတ်ဘဲနဲ့တကယ်ကိုသူတို့မှရှိတဲ့ကိုယ်ပိုင်အရင်ချင်းအစိအမှန်တွေနဲ့အောင်မြင်လာကြတဲ့လူငယ်တွေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတာရှင်းပြမယ်စိုင်းမိုးဆိုရင်မန္တလေးအနုပညာတက္ကသိုလ်ကျောင်းဆင်းဘွဲ့ရပညာတတ်လူငယ်ဖြစ်လို့အောင်စပူဆိုရင်လည်းရန်ကုန်အနုပညာတက္ကသိုလ်ကျောင်းဆင်းပညာတတ်လူငယ်တယောက်ဖြစ်တယ်သူတို့တွေကမအောင်မြင်လာခင်တုန်းကလည်းစူးစမ်းနေကြတဲ့သူတွေဖြစ်လို့ဘလို့အကြောင်းကိစ္စရှိလက်မလျှော့ပဲနဲ့တဖြည်းဖြည်းချင်းအရေးချင်းအစိအမှန်တွေနဲ့စူးစမ်းပြီးတော့အောင်မြင်လာကြတဲ့လူငယ်တွေမို့လို့တော်ရုံတန်ရုံနဲ့ကာယုံမီတော့ပျောက်ကွယ်သွားမဲ့သူမျိုးတွေမဟုတ်ဘူးလို့ပြောချင်တာပါအခုဆိုရင်သူတို့ရဲ့အောင်မြင်မှုကတစ်ခေတ်တစ်ချိန်တည်းမှာတော့မှညီတူညီမျှပုံစံနဲ့အောင်မြင်နေကြတဲ့သူတွေဖြစ်တယ်တကယ်လို့စိုင်းမိုးကသာပုံမလာပဲနဲ့အောင်စပူတယောက်တည်းဆိုရင်အပြိုင်ဆိုင်မရှိပဲနဲ့အောင်စပူကဒီလောက်ထိဒီလိုမျိုးတော့အောင်မြင်နိုင်ပါမလားဆိုတော့တွေးစားရှိပါတယ်တစ်ဖက်မှာလည်းအောင်စပူသားမရှိရင်လည်းစိုင်းမိုးကဒီလောက်ထိအချိန်တိုလေးအတွင်းမှာအောင်မြင်နိုင်ပါမလားဆိုတာပဲဘာဖြစ်လို့လဲဆိုတော့အောင်စပူကိုပြောပြီးဆိုရင်စိုင်းမိုးကိုတန်းပြီးတော့ပြေးမြင်အောင်မိကြတယ်စိုင်းမိုးကိုပြောမယ်ဆိုရင်လည်းအောင်စပူပြင်းမြင်အောင်မိကြပြန်ရောဒါတွေကဘာနဲ့တူလဲဆိုတော့မြန်မာစကားပုံအရာအပြိုင်ဆိုင်ရှိမှအောင်မြင်နေဆိုတာမျိုးတွေကိုင်းကျုံမီကြိုးကိုင်းမီပုံစံမျိုးတွေကခုလိုတွေအဖြစ်ပြက်တွေနဲ့တွားပြီးတော့တူနေတယ်ပေါ့နော်သူတို့တွေဒါဒီထက်ပိုပြီးစူးစမ်းသွားမယ်တန်ညံဝရိယလည်းရှိမယ်ဆိုရင်တနေ့တစ်ချိန်မှာတမန်မှတ်တန်းတွေမှာတော့မှတွင်ကြံရင့်နိုင်မယ်သူမျိုးတွေဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကကိုယ်ကအရေးချင်းအစစ်အမှန်တွေနဲ့အမှုပညာလမ်းကြောင်းပေါ်မှာတက်တဲ့အလျှောက်လန်းလာကြတဲ့သူတွေဖြစ်တာကြောင့်ပါဒါပေမဲ့လည်းအခုချိန်မှာဒါတွေကပြောဖို့ဝင်းနေတယ်လို့စောင့်ကြည့်ရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်